အားလုံးပဲမင်္ဂလာပါမီးတောင်ကြီးအနီးကချော်ရည်တွေဖုံးလွှမ်းရာမြေပေါ်မှာစိုက်ပျိုးအောင်မြင်တဲ့စပျစ်သီးများစပိန်နိုင်ငံအလာဘတ်မြို့ကကနေဒီကျွန်းလေးတွေဟာတော့ကမ္ဘာပေါ်မှာအကောင်းဆုံးစပျစ်ဝိုင်တွေထွက်ရှိရာနေရာတစ်ခုအဖြစ်နာမည်ကျော်ကြားလာပါတယ်နာမည်ကျော်ကြားဆိုဒီဒေသမှာစပျစ်စိုက်တဲ့နီးကလည်းအခြားဥရောပနိုင်ငံတွေနဲ့မတူပဲအတော်လေးကိုကွဲပြားခြားနားလှပါတယ်ဘာကြောင့်လဲဆိုတော့သူတို့တွေအနေနဲ့မီးတောင်အနီးတစ်ဝိုက်ကပြာချော်ရည်မြေတွေမှာကျင်းလေးတွေပြုလုပ်ပြီးစိုက်ပျိုးကြလို့ဖြစ်ပါတယ်။စပျစ်သီးဟာနွယ်ပင်အမျိုးအစားဖြစ်တဲ့အလျောက်ပုံမှန်အားဖြင့်တော့သူ့ကိုစင်လေးတွေပြုလုပ်ပြီးစိုက်ပျိုးကြတာများပါတယ်။မြေစီလွှာဆိုရင်လည်းတဲကြောက်စလစ်တဲနှုံးမြေစတဲ့မြေတွေမှာစိုက်ပျိုးလေရှိကြပါတယ်။ဒါပေမဲ့စပျစ်ခင်းတွေကတော့ပုံမှန်မြင်တွေ့နေကြတဲ့ပုံစံမျိုးနဲ့ကွဲထွက်နေပါတယ်။ဒီနေရာမှာကတော့မြေစီလွှာတွေဟာမီးတောင်ပေါက်ကွဲမှုကြောင့်အနက်ရောင်ဖြစ်နေပြီးစိုက်ပျိုးရေးလုပ်ဖို့အတွက်အထူးကောင်းမွန်လှတယ်လို့သိရပါတယ်။ဒါကြောင့်ဒီနေရာတစ်ဝိုက်မှာနေထိုင်တဲ့အမျိုးသားတအုပ်ကစပျစ်သီးတွေကိုခြုံပုတ်ပုံစံစိုက်ပျိုးနည်းနဲ့တွင်းလေးတွေပြုလုပ်ပြီးထူးထူးခြားခြားစိုက်ပျိုးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီလိုပြုလုပ်ခြင်းအပြင်မိုးစီနှင်းတွေရွာကြတဲ့အခါမျိုးမှာအဆိုဓာတ်ကိုတိုးလောင်ထားပြီးသားဖြစ်စေနိုင်တယ်လို့အပင်တွေများစွာစူးစီးနေတာကြောင့်အမြင့်တွေကိုလည်းခိုင်မြဲစေတယ်လို့သိရပါတယ်။ဒီအမျိုးသားရဲ့နီးစနစ်ဟာအောင်မြင်ခဲ့လို့စပျစ်သီးတွေဟာထွားချိုင်းတန်မာစွာဖြစ်တွန်းတဲ့အပြင်အခုဆိုရင်သူ့ရဲ့စပျစ်ခင်းကကမ္ဘာလှည့်ခီးသွားတွေကိုတောင်ဆွဲဆောင်နိုင်နေပြီပဲဖြစ်ပါတယ်။